โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Coolers ကနေပြီးတော့မှပြန်လဲကြိုဆိုပါရစေဒီနေ့မှာဆိုရင်ဒါနောက်ထပ်တစ်သုတ်ပေါ့နော်နောက်တစ်သုတ်ထပ်ရောက်လာပါပြီဂုတ်စကန်လေးတွေလည်းအများကြီးပါမယ်တကောင်လေးတွေကျွန်တော်ဒီမှာမေးထားတဲ့သူရှိရယ်တကောင်လေးပြန်ရောက်ပါပြီရောက်တော့မှအတန်လေးတွေအများကြီးပါမယ်ဟို high sun inverter တိုက်လေးတွေလည်းပါမယ် inverter တိုက်တကောင်အတန်ဒီကောင်လေးဆိုရင်ဒါအသစ်နီးနီးတော်တော်ကျန်တယ်ဟိုအနေရောင်းမယ် inverter တိုက်လည်းဖြစ်တယ်မီယာစားလည်းတက်တာတယ်ပြီးတော့အသစ်နီးနီးလည်းတက်တယ် high sun brand လည်းရှိရဟောရဆိုတော့ဒီကောင်ကတော့ကျွန်တော်12သိန်းတက်ဆင် PC နဲ့ရောင်းမယ်ဒီမှာရိုးရိုး high sun တကောင်ခွဲတကောင်ခွဲတွေရောရှိမယ်တကောင်တွေကတော့၄လုံးအောင်ရှိမယ်ပေါ့နော်ချီကိုတွေလည်းရမယ်ဒီမှာချီကိုတွေလည်းအများကြီးရှိမယ်ပြီးရင်ကျွန်တော်တို့ဒါဈေးသက်တာပြီးတော့အသစ်ထဲကသုံးကျင်တယ်ဟို brand တော့လူသိမသိဘူးဆိုတာမျိုးကြီးကြားရင်လည်းဟိုပါပေါ့ ACMA အကမာတွေကနေရပါမယ်အကမာဆိုဈေးချို့တယ်ကျွန်တော်တို့တကောင်တက်ဆင် PC မှာအသစ် brand new ပေါ့နော်သူကတော့အာမခံတစ်နှစ်ပဲပါမယ်ဒါပေမဲ့တက်ဆင် PC မှာ10သိန်း9,000ပဲရှိပါမယ်တကောင်ခွဲဆိုလို့ရှိရင်17သိန်း9,000သူကတော့အသစ်ထဲမှာဈေးအနည်းဆုံး brand ပေါ့နော် ACMA တွေကနေလိုသလောက်ရမယ်ပစ္စည်းကတော့အများကြီးရှိပါတယ်ပြီးရင် UK တွေကတော့ကျွန်တော်တို့တကောင်ရိုးပစ္စည်းပြတ်သွားပါပြီအင်ဗာတာတကောင်ရအောင်မယ်တကောင်ခွဲရမယ်ရိုးတကောင်ခွဲတွေရမယ်အဲဆိုရင်ဆက်လေးတွေလိုက်ကြည့်လိုက်ပါလားအလုံးကြီးစီပြပေးမယ် Alpha ဆိုရင်ဒီမှာကျွန်တော်တို့အသစ်နီးနီးကြံတယ် coin နေဆိုရင်ဒီလိုမျိုးရှိမယ်ဆေးဒီကောင်ဆို gas တွေပါဆိုရင်ဒါ pro series ပေါ့နော် Alpha ရဲ့ pro series gas မျိုးစားတွေ410 gas နဲ့လာမယ်ဒီမှာဆိုရင် high sun R22 တွေပေါ့နော်တကောင်ခွဲပေါ့သူကတော့ဒီကောင်နေကြတော့လေဒီမှာကြည့်လိုက် coin တွေကတန့်တယ်coin ချင်းနေတာမျိုးလေးလာမယ်နော် okay ဒီကောင်တော့ R22 gas နဲ့ပဲဒီကောင်နေဆို8သိန်းခွဲနဲ့ရမယ်8သိန်းခွဲ တက်ဆင် PC frame တွေစိတ်ကတ်တွေကြီးပိုက်ဝါကြိုးပုံပါပြီလား okay ဒီမှာဆိုရင်ဒါ high sun 410 gas နဲ့ coin လေးဒီမှာပြမယ်နော်လုံးဝအကျွတ်ဒီမှာကြည့်အစ်စ်နီးနီးတန့်နေတဲ့ဒီလို coin လေးတွေနဲ့ရမယ်နော်ကျွန်တော်ပြောပြမယ်ဒီတစ်ခေါက်ကစက်တွေကတော်တော်ကောင်းတယ်ဆိုတော့ဟိုမြန်လေးဖုံးဆက်ပေးပါဥဒုရပါမယ်စက် quality အရင်ကောင်းပါတယ်နောက်တစ်လုံးကြည့်မယ်ဟောဒီမှာလားဒါက inverter တိုက် high sun inverter တိုက်တကောင်အခန်း7ဘက်လဲဟိုမီယာစားတက်တာတဲ့ battery တွေ solar inverter system နေနဲ့သုံးကျင်လဲဆိုရင်စက်ကန်းဟိုမှာအတန်နဲ့ကနေ12သိန်းနဲ့ရမယ်အသစ်ဆိုရင်18သိန်းလောက်ရှိတယ်နော် inverter တိုက်တကောင် high sun အဲ့ဒါကို12သိန်းလောက်နဲ့ပေးပါဒီမှာဆိုချီကိုတွေဒီမှာချီကို1ဘက်ဒီကောင်လေးကဟိုနဲ့ပေးမယ်7သိန်းခွဲနဲ့ပေးမယ်နော်ဒီမှာတကောင်ခွဲချီကိုအားလုံးက original ပစ္စည်းဖြစ်ဖို့အတွက်အာမခံတယ်ပြီးရင်ကိုယ်စကန်နေဆိုရင်ကျွန်တော်ဒီမှာအာမခံဘယ်လောက်ပါမလဲဆိုရင်အာမခံ6+6တစ်နှစ်ထိပါဝင်မယ်ဒီကောင်လေးတွေဆိုရင်ဒါ model R22 model လေးပေါ့နော်ဟုတ်တန်တယ် original ဖြစ်မယ်ပြီးရင်ကျွန်တော်တို့တက်ဆင်ထားတဲ့ပုံမှာလဲဟိုပစ္စည်းအစုံပါပြီးသားပေါ့နော် save card တွေပါဘာမှထပ်ဝယ်စရာမလိုဘူးဒါပေမဲ့အလှဆင်တဲ့ trunking တော့မပါဘူးပေါ့အဲ့ဒါ trunking သုံးညင်တော့တက်ပေါ့ဒီမှာဆို Mitsubishi တဲ့လိုချင်တဲ့သူတွေ Mitsubishi တကောင်ဝယ်ရမယ်နော်ဒီမှာလည်းရှိအောင်မယ်ဟိုကတော့ parking ပိတ်ထားဆိုမပြတော့ဒါချီကိုဟာ coin နေတတ်နေဟာဒီကောင်ဆိုရင် model ကနည်းနည်းအောက်တယ်ဒါပေမဲ့ coin တွေကအသစ်တိုင်းရှိရယ်ချီကို model ဟောင်းပဲတချို့ကကြတော့လေ model ဟောင်းကိုကျွန်တော်တို့အထင်သေးတာရှိရယ် model ဟောင်းတွေအထင်သေးလို့မရဘူးเนาะဘာလို့လဲဆိုတော့ဟိုအခုနောက်ပိုင်းထွက်တဲ့ set တွေဆိုကြီးပိုက်တွေရဲ့ coin တွေကပါကုန်ပြီဒီကောင်တွေဆိုရင်ဒါ model ဟောင်းတွေရဲ့ဆိုရင် coin တွေကအထူကြီးတွေနဲ့လာတာ coin ပေါက်တဲ့ပြဿနာတွေမရှိဘူးပြီးရင်အေးလုံးတွေပါတွေကောင်းတယ်เนาะဆိုတော့ဈေးလေးတက်တာလေးနဲ့ပတ်စံအသိမသုံးချင်ဘူး9သိန်းခွဲ8သိန်းလောက်ပဲပေးရမယ်10သိန်းအောက်ပဲ10သိန်းအောက်တော့မှကျွန်တော်9သိန်းအောက်နဲ့အောင်ပါเนาะအဲ့ဒါတက်ဆင် PC ပိုက်10ပေးပါပြီးသားဘာမှမကုန်ဘူးโอเคဆိုတော့ဒါအသစ်ထဲယူခြင်းနဲ့ဆိုရင်ကျွန်တော်ဒါ sample ပဲပြတာတခြား brand အစုံရတယ် LG Mitsubishi Chigo MCG ကြိုက်တာပြောအကုန်ရတယ်ပြီးရင် service တွေလုပ်ချင်တာလားaircon နဲ့ပတ်သက်တဲ့ error တွေပေါင်းစုံပေါ့နော်အဲ့ဒါတွေအားလုံးလည်းရတယ်โอเคနော်ပြီးရင် aircon မျိုးစားအစုံလင်အတွက်ကျွန်တော်တို့ error ကိုဖြည့်ရှင်းတာတွေလည်းရတယ်ဟုတ်ပြီဆိုတော့ဒီတစ်ခေါက်ကကျွန်တော်တို့မြန်လေးဥမာရမယ်စက်တွေတန့်တာလေးတွေများတယ်နော်
ကဲကျွန်တော်တို့အားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆိုင်လိပ်စာကကမာရွတ်မြို့နယ်ပြင်းအောင်လမ်းမကြီးပေါ်မှာပါမြန်မာတင်မောချင်းဝန်ထမ်းအိမ်ယာထဲမှာရှိပါတယ်ဖုန်းနံပါတ်ကတော့399420 839ကျွန်တော်ဖုန်းနံပါတ်ဆက်လို့ရပါတယ်โอเคဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်ခင်ဗျာ